လူကြီးတဦးဟာလေယာတစ်ခုမှာစောင့်ရှောက်ရေးမှုအဖြစ်အလုပ်လုပ်ကင်နေခဲ့ပါတယ်။သူဟာရိုးရှင်းတဲ့ဘဝကိုနေထိုင်နေခဲ့ပေမဲ့လည်းတခုတည်းသောအရာကိုနှက်ဆိုင်စွာအမျက်တနိုးထားခဲ့ပါတယ်။အဲ့ဒီဟာကလွန်ခဲ့တဲ့တစ်နှစ်ကသူ့ရဲ့အလုပ်ရှင်ပေးခဲ့တဲ့မိုဘိုင်းဖုန်းငယ်တစ်လုံးပါ။ဒီနေ့မှာတော့လူကြီးဟာသူ့အလုပ်ရှင်ရဲ့ရုံးခန်းထဲကိုဝင်လာခဲ့ပါတယ်။သူ့ရဲ့မျက်နှာမှာလည်းဝမ်းနည်းပူဆွေးမှုတွေနဲ့ပြည့်နှက်နေခဲ့တာကြောင့်အလုပ်ရှင်ဟာအံ့အားသင့်သွားခဲ့ပါတယ်။ဘာဖြစ်သွားတာလဲ။မင်းကိုဒီလိုမျိုးငါတခါမှမမြင်ဘူးဘာလို့ငါကိုပြက်နေတဲ့ဖုန်းပေးတာလဲ။ဖျားသခင်ကခင်ဗျားကိုအရာအောင်ပေးထားတယ်။အနည်းဆုံးအလုပ်လုပ်တဲ့ဖုန်းတစ်လုံးလောက်တော့ကျွန်တော်ကိုပေးနိုင်တာပေါ့လို့ပြောခဲ့ပါတယ်။ပြက်တယ်ရဲ့လား။ဒါပေမဲ့အဲ့ဒီဖုန်းကိုငါကိုယ်တိုင်ပေးခဲ့ရပါအစ်စ်ကြီးတစ်လုံးဖြစ်ပါတယ်ကြည့်ရအောင်လို့ပြောလိုက်ခဲ့ပါတယ်။အဲ့ဒီအခါတုံရင်နေတဲ့လက်တွေနဲ့လူကြီးကဖုန်းကိုသူ့ထံပေးအပ်ခဲ့ပါတယ်။အလုပ်ရှင်ကလည်းစစ်ဆေးကြည့်ခဲ့တဲ့အခါဖန်သားပြင်ဟာလင်းလက်လာခဲ့ပြီးအရာအလုံးဟာကောင်းမွန်စွာအလုပ်လုပ်နေခဲ့ပါတယ်။ဒီဖုန်းကမပြတ်ပါဘူးဘာလို့ပြတ်တယ်လို့ထင်နေတာလဲလို့မေးတဲ့အခါလူကြီးကခေါင်းမော့ကသူ့ရဲ့အတန်တုံလျက်အလုပ်ရှင်ကြီးကျွန်တော်မှာကလေးရှစ်ရောက်ရှိတယ်ဒီလောက်ကြာအောင်သူတို့တယောက်မှတစ်ခါတောင်ဖုန်းမဆက်ခဲ့ကြဘူးဆိုတာကိုပြောချင်တာလားလို့ဆိုခဲ့ပါတယ်။အဲ့ဒီအခါတခန်းလုံးတိတ်ဆိတ်သွားခဲ့ပါတယ်။အလုပ်ရှင်ကြီးဟာလက်ချောင်းထဲတစ်ခုခုညက်နေတယ်လို့ခံစားသွားခဲ့ရပြီးအဲ့ဒီအချိန်ကနေစပြီးသူနားလည်သွားခဲ့ပါတယ်။အဲ့ဒီလူကြီးရဲ့အဆိုးဆုံးနာကျင်မှုဟာဆင်းရဲမှုမဟုတ်ပဲအထီးကျန်မှုဖြစ်နေခဲ့ပါတယ်။ဒီတော့အလုပ်ရှင်ကြီးဟုဖုန်းကိုဖြည်းဖြည်းချင်းပြန်ပေးအပ်ကလက်တစ်ဖက်ကိုလူကြီးရဲ့ပခုံးပေါ်တင်ကဖုန်းကမပြတ်ပါဘူးပျက်စီးနေတာကဒီကဘာကြီးပါမိမိတို့ကိုကြီးပြင်းအောင်မွေးမြူခဲ့သူကိုကလေးတွေမိနေတဲ့အခါဒီလိုဖြစ်တတ်တယ်လို့ဆိုခဲ့ပါတယ်။ဒီလိုနဲ့အလုပ်ရှင်ကြီးဟာလည်းအဲ့ဒီညမှာအိတ်မပျော်ခဲ့ပါဘူး။သူဟာသူ့ရဲ့ကိုယ်ပိုင်ဖုန်းကိုကောက်ယူပြီးမိဘတွေကိုဆက်သွယ်ကသူ့ကိုယ်သူကတိပြုခဲ့ပါတယ်။သူ့ဘေးမှာအမြဲရက်တီပေးခဲ့သူတွေကိုနောက်ထပ်ဘယ်တော့မှမမေ့လျော့တော့ဘူးဆိုပြီးဘာလို့လဲဆိုရင်ဖုန်းတစ်လုံးဟာအပြည့်အဝကောင်းမွန်နေနိုင်ပေမဲ့လည်းဆက်သွယ်မှုရဲ့အဆုံးမှာမေတ္တာမရှိရင်အသုံးမဝင်နိုင်တာကြောင့်ဖြစ်ပါတယ်။မိဘတွေအသက်ရှင်နေချိန်သူတို့ကိုတန်ဖိုးထားလိုက်ပါဘာလို့လဲဆိုရင်အချိန်ဟာဘယ်တော့မှပြန်မလဲနိုင်တာကြောင့်ဖြစ်ပါတယ်။